ဒီနေ့မှာတော့အိမ်မှာအတင်းပြေကစုံဥစနမကန်လေးလှပ်စားပါမယ်။နောက်ဆုံးအနေနဲ့ရွှေကြီးမှု25ကျပ်သားကိုတော့ပါမယ်။နည်းလေးပို့ရအောင်လို့ပြောပြပါမယ်။ဝင်းကြီးလေးလည်းတော့ပါမယ်။ဝင်းကြီးတော့တာမပြတော့။ဒီမှာလေးတော့ပြီးနော်။ဒါကကြုတ်ပြီးသားလေးကိုရှည်ပါမယ်။ဒီနေ့ရှည်တာအားမရလို့လည်းနဲ့ရှည်လိုက်ပါမယ်။ခုနကတော့ထားရဲ့ရွှေကြီးပုံလေးနဲ့ခြေထားရဲ့ကစုံလေးကိုထည့်ပါမယ်။အားလုံးပြီးသွားပြီဆိုရင်နော်အကုန်လုံးရောပြီးတော့ကျုပ်နှလုံးရဲ့အကြား20သားရဲ့ရှူကြရင်တော့ရှူစားကိုပို့ထည့်လို့ရပါတယ်။စားလေးနည်းနည်းရဲ့ထည့်ပြီးတော့နေပါမယ်ဒီနော်အားလုံးပြီးသွားရင်နော်မြေအေးလေးနဲ့စီအုံးတို့ထည့်ပြီးတော့မြေအေးလေးနဲ့မှုပါမယ်ထောပါလေးပါထည့်ပြီးတော့ဆက်တက်လိုက်ပါမယ်လိုနေထားလေးဖြစ်သွားပြီဆိုရင်တော့ထုံးမပန်းထဲမှာစီနဲ့ထောပန်းနဲ့ထည့်ပြီးတော့ထုံးမပန်းထဲကိုခင်းပါမယ်ဒီပြင်လေးဒီလိုလေးညီညီလေးဖြစ်အောင်ညှိလိုက်ပါမယ်သွားပြီဆိုတော့စပီးသေးချောင်းနဲ့ဒီလိုသိရှင်ထည့်ပါမရှိရင်တော့ဘိန်းစီလေးဖြူပြီးတော့ပြီးသွားပါပြီ။ကော်ဖီအောက်ပြီးနဲ့ပုတ်ပြီးသွားပြီဆိုတော့ပြီးသွားပါပြီ။ရဆိုတော့ကတ်လို့လည်းရပါတယ်ကော်ဖီလေးနဲ့ဆိုရမ်းလိုက်ပဲပါတယ်။ဒီနေ့နားချင်းနေလည်းဝင်ပေးလို့ရပါတယ်